ဒီနေရာမှာအလုပ်လုပ်ရင်ဆက်စုလုံးတာမကောင်းဘူးလို့လင်ဒါကအေးစစ်စစ်ပဲပြောခဲ့တယ်သူ့လေတန်ကခက်ထမှတ်နေပေမဲ့အထဲမှာတတိပေးတဲ့အရေးအယောင်ကောင်းကောင်းကြီးပါနေတာကိုကျွန်တော်ခန်းစားမိလိုက်တယ်သူကဒီအကြောင်းကိုဆက်မပြောတော့ပဲလှည့်ထွက်ရင်းနဲ့အရင်ဆုံးပြပြပေးမယ်လိုက်ခဲ့ဆိုပြီးလက်ဟန်ချေဟန်နဲ့ခေါ်သွားခဲ့တယ်ကျွန်တော်လည်းနားနေဆောင်တဲ့ကနေသူ့နောက်ကိုလိုက်ခဲ့တာပေါ့ဒီနေရာကြီးကတော်တော်လေးကျယ်ဝန်းပြီးရှေ့ပိုင်းအလယ်ပိုင်းနဲ့နောက်ပိုင်းဆိုပြီးစုံ3ခုခွဲထားတယ်ရှေ့ပိုင်းမှာတော့ရုံးအဆောက်အုံမိုးဆောင်တဲ့ဝန်ထမ်းအိမ်ယာတွေရှိတယ်အလယ်ပိုင်းမှာတော့ပြန်လည်တန်ဆွမ်းရေးအဆောက်အုံကုထုံးခန်းမနဲ့လှုပ်ရှားမှုနယ်မြေတွေရှိတာပေါ့ဒါပေမဲ့နောက်ဘက်ဆောင်ကိုတော့တီးတန့်ချန်စီယိုတကားကြီးတစ်ခုနဲ့ပိတ်ဆို့ထားတယ်လှမ်းကြည့်လိုက်ရင်နေအောင်ကြီးလုံးဝမဝင်အောင်လိုက်ကားတွေကုန်ချပိတ်ထားတယ်မိကိုဖြူအောင်အဆောက်အုံချုပ်ကိုမြင်ရတယ်အဲ့ဒီတကားနာရောက်တဲ့အခါတေချာမြင်ရအောင်ကျွန်တော်ခြေလမ်းနှိလိုက်တော့လင်ဒါကချက်ချင်းရက်လိုက်ပြီးနောက်ဘက်ဆောင်ကသွားခွင့်မရှိဘူးသူ့တန်ကအေးဆက်မြဲအေးဆက်ဆဲပဲဒါပေမဲ့ဒီတစ်ခါတော့တတိပေးတာမဟုတ်ပဲအမိတ်ပေးလိုက်တာကျွန်တော်လည်းခေါင်းညိတ်ပြီးဟုတ်ကဲ့သိပါပြီဒါနဲ့အဲ့ဒီနောက်မှာဘာရှိလို့လဲဟင်လို့မေးလိုက်မိတယ်လင်ဒါက2စက္ကန့်လောက်ငြိမ်သွားပြီးမှကုသဆောင်လို့ပြန်ဖြေတယ်ဒီလောက်အထိတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားရအောင်ဘယ်လိုကုသမှုမျိုးမို့လို့လဲကျွန်တော်စဉ်းစားနေတော့သူကလက်ကြည့်ပြီးနှက်ခမ်းထောက်လေးကိုအသားရကွေးရုံတင်ပြုံးရင်းမင်းဒီကိုအလုပ်လုပ်ဖို့လာတာစုံစမ်းထောက်တန်းဖို့လာတာမဟုတ်ဘူးဒီလိုနဲ့ပဲသူကျွန်တော်ပါဆက်ကိုပိတ်ပစ်လိုက်တယ်အဲ့ဒီနောက်လမ်းလျှောက်နေရင်းနဲ့ဒီနေရာအကြောင်းအချင်းချုပ်ရှင်းပြပြတယ်ဒီကလူနာတွေကအကုန်လုံးဒီပါအမျိုးသမီးငယ်လေးတွေဖြစ်ပြီးတချို့ကမွေးရပါကိုခံအားကျဆင်းမှုယောဂတချို့ကဇီဝကမ္မဖြစ်စဉ်ချိုးရင်းတဲ့ယောဂနဲ့တချို့ကြတော့စောစီးစွာအိုမင်းရော်တဲ့ယောဂလူမျိုးအနေအများတဲ့ယောဂဝေဒနာရှင်တွေဖြစ်ကြတဲ့ဒီအဆောက်အုံကိုကြောထောက်နောက်ခံပေးထားတဲ့ Jane Life Foundation Jane Life Foundation ကလူနာတွေရဲ့ကုန်ကျစရိတ်အကုန်လုံးဒီဘက်ကိုအကြခံပေးထားတာမို့လို့ပြင်ပလောကမှာဒီနေရာကနာမည်ကောင်းအတော်လေးရနေတာပေါ့အဲ့ဒါကိုကြားရတော့ကျွန်တော်တော်တော်လေးစိတ်လှုပ်ရှားသွားမိသေးတယ်ဘာလို့လဲဆိုတော့ဒီလိုရေးရှိအလုပ်မျိုးမှာတကယ်ငွေပုံ website ထုတ်ပေးတဲ့အဖွဲ့အစည်းဆိုတာရှားမရှာကိုဒါပေမဲ့လင်ဒါကစကားတခုဆက်ပြောလာတယ်ဒီစင်တာကအဝင်ထွက်ကိုလုံးဝပိတ်ဆို့ထားတဲ့စနစ်နဲ့လက်ပတ်တာလူနာရောဝန်ထမ်းမှာခွင့်ပြုချက်မရှိပဲအပြင်ထွက်ခွင့်မရှိဘူးကျွန်တော်မျက်ကုန်းတင်သွားပြီးဝန်ထမ်းတွေပါဟုတ်လားတကယ်လို့တယောက်ယောက်ကအရေးတကြီးအပြင်ထွက်ဖို့လိုလာရင်ကောလို့မေးလိုက်တယ်လင်ဒါကလက်လျှောက်နေရကနေရက်ပြီးကျွန်တော်ကိုစိုက်ကြည့်ကမင်းအဲ့ဒါကိုမစူးစမ်းကြည့်တာအကောင်းဆုံးပဲအဲ့ဒီအချိန်ခဏလေးတွင်းမှာပဲသူ့မျက်လုံးထဲကအေးဆက်ဆက်အကြည့်တစ်ခုကိုကျွန်တော်သတိထားမိလိုက်တယ်ချင်းချောက်တာမျိုးမဟုတ်ပဲအပြင်ထွက်ဖို့စူးစမ်းခဲ့တဲ့သူတွေဘာဖြစ်သွားလဲဆိုတာကိုသူကိုယ်တိုင်မြင်မှုထားတဲ့အကြည့်မျိုးကျွန်တော်လည်းဆက်မမေးတော့ပဲလက်လျှော့လိုက်တယ်အမှန်တိုင်းပြောရရင်အဲ့ဒီအချိန်မှာဒီကိုအလုပ်လာလုပ်မိတာမပြီလားလို့တောင်တွေးမိတာဒါပေမဲ့လည်းစာချုပ်ကလည်းချုပ်ပြီးအခန်းလည်းရပြီးတော့လာစာကလည်းတကယ်ကြီးကိုကောင်းတာပြန်ပုဂ္ဂလိကစင်တာတွေဆိုတော့လေစီကံပိုတင်းချက်တာနေမှာပါလို့ပဲကိုပါကိုဖြစ်သိပြီး rehab ပြန်လဲတန်ဆွမ်းရေးလူနာဆောင်3ထဲကိုလင်ဒါနောက်ကနေလိုက်ဝင်သွားခဲ့တယ်သူတကားကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာပဲအထက်ကအတန်တွေကစူညံစွာထွက်ပေါ်လာတဲ့ဆေးရုံလူနာဆောင်တွေမှာရှိတတ်တဲ့မုန်းချက်တိတ်ဆိတ်မှုမျိုးမဟုတ်ပဲတကယ်ကိုတက်ဝင်လှုပ်ရှားနေတာရေမောတန်တွေစကားပြောတန်တွေနဲ့အားကစားပစ္စည်းကိရိယာတန်တွေအကုန်ရောပြောနေတာပေါ့ဒါပေမဲ့ခမ်းမအလဲကအခြေအနေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်ချက်တည်တည်သွားခဲ့တယ်ခမ်းမအလဲမှာအမျိုးသမီးငယ်တဒါစင်လောက်ကအားကစားဝတ်စုံအဖျော်လေးတွေအစင်တူဝတ်ထားပြီးဖြက်ဖြက်လက်လက်နဲ့အကျော်လျှော့လေ့ကျင့်ခန်းတွေလုပ်နေကြတယ်ပါပြင်းလေးတွေဆိုရဲလို့သူတို့ကြည့်ရတာပြင်ပလောကတာမန်လူတွေထက်တောင်ပိုပြီးကျမ်းမာတန်ဆွမ်းနေတယ်လို့ပဲကျွန်တော်တွေးထင်ထားတဲ့လူနာပုံစံမျိုးနဲ့တခြားစီငါနေရာမှလာမိတာလားလို့တောင်တွေးမိတဲ့အချိန်ပဲလင်ဒါကလက်ခုပ်တီးလိုက်ပြီးကဲအားလုံးပဲခဏလောက်လူစုပေးပါဦးလို့ပြောလိုက်တယ်မင်းကလေးတွေကလှုပ်လက်စတွေကိုရက်ပြီးလှည့်ကြည့်လာကြတယ်မျက်ဝန်းပေါင်းများစွာကကျွန်တော်စီကိုတပြိုင်တည်းကြားရောက်လာတဲ့အချိန်မှာဘာမှမသိတဲ့နေရာခက်တဲ့ခန်းစားချက်ကြီးကိုခန်းစားလိုက်ရတယ်သူတို့ကြည့်တဲ့အကြည့်ကဝန်ထမ်းအစ်တယောက်ကိုကြည့်တဲ့အကြည့်မျိုးမဟုတ်ဘူးနေရာအစ်တစ်ခုကိုအစ်ဆက်ဆက်ရောက်ရှိလာတဲ့ပစ္စည်းအစ်တစ်ခုကိုကြည့်နေတယ်လို့မျိုးစိုက်ကြည့်နေကြတာလင်ဒါကကျွန်တော်ကိုအရှိကိုခေါ်သွားပြီးမိတ်ဆက်ပေးတယ်ဒါကတော့ဒုစီကိုအစ်ရောက်လာတဲ့အမျိုးသားလူနာထိန်းတာတန်းနန်းတဲ့နောက်ဆိုရင်သူကမောင်ရင်တို့ရဲ့လှုပ်ရှားမှုတွေပုံကိုယ်ရေးဆိုင်ရာစောင့်ရှောက်မှုတွေနဲ့ညပိုင်းစောင့်ရှောက်မှုတွေကိုတာဝန်ယူပေးသွားမှာဖြစ်တယ်သူပြောလဲပြီးရောအထက်ကနေသဘောကျရေမောတန်တွေနဲ့အတူဟေးနာတန်ကျိုးဆိုပါတယ်တော့နောက်ဆုံးတော့အစ်တယောက်ရောက်လာပြီးပေါ့ဆိုတဲ့အတန်တွေထွက်လာတယ်နောက်ဆုံးစကားစုလေးကိုတိုးတိုးလေးပြောသွားတာပဲကျွန်တော်ကောင်းကောင်းကြည့်ကြလိုက်ရတယ်ကျွန်တော်ဗီဇအတိုင်းအတန်လာရာကိုလှမ်းကြည့်လိုက်တော့အဲ့ဒီစကားကိုပြောတဲ့မိန်းကလေးကစပင်ကိုမြင်းမြပုံစံစီးထားပြီးအသားဖြူဖြူမျက်လုံးတောက်တောက်လေးနဲ့သူပြုံးလိုက်ရင်အားချိုင်လေးတွေတောင်ပါသေးတယ်ကျွန်တော်ကြည့်နေတာကိုမြင်တော့သူကမျက်စိတစ်ဖက်ပါပြပြလိုက်သေးတယ်ကျွန်တော်လည်းအနေခက်ခက်နေပဲဟေးအားလုံးပဲမင်္ဂလာပါလို့လက်ကပြပြီးနှုတ်ဆက်လိုက်ရတယ်ဒါကိုအဲ့ဒီမိန်းကလေးတွေကပို့ပြီးတော့သဘောကျကရေမောကြပြန်ရောလင်နာကတော့ကျွန်တော်ကိုဘေးကနေအတိတ်ပဲဖော်ရခက်တဲ့အကြည့်တစ်ချက်နဲ့ကြည့်နေခဲ့တယ်ဒီနေ့ကတော့အသားကျအောင်လေ့ကျင့်ပေးတဲ့နေ့ပေါ်နာတန်သူတို့ကိုလေ့ကျင့်ခန်းပုံမှန်အတိုင်းလုပ်ခိုင်းလိုက်ပါလင်နာကပြောပြီးဘေးကိုဖယ်ပေးသွားတာမို့ကျွန်တော်လည်းတပြင်းတစ်ချက်ချပြီးအလုပ်ထဲဆင်းနေလိုက်တော့တယ်လေ့ကျင့်ခန်းအစီအစဉ်တွေကတော့တိတ်မခက်ပါဘူးအကျော်လျှော့တာဟန်ချက်ထိန်းတာပေါ်ပါတဲ့ကိရိယာတွေသုံးတာနဲ့ညှိနှိုင်းလှုပ်ရှားမှုတွေပဲဒါတွေကကျောင်းမှာကောဆေးရုံလက်တွေ့စင်းတုန်းကကောလုပ်ခဲ့မှုလားဆိုတော့ဥဆောင်ရတာအဆင်ပြေပါတယ်ဒါပေမဲ့ပြဿနာကလေ့ကျင့်ခန်းတွေမှာမဟုတ်ဘူးဒီလူနာတွေကျွန်တော်ကိုကြည့်နေတဲ့အကြည့်တွေမှာဖြစ်နေတာသူတို့ကြည့်တာကတကယ်ကိုမယိုးသားဘူးကျွန်တော်လေ့ကျင့်ခန်းတစ်ခုခုတရုပ်ပြလိုက်တိုင်းသူတို့မျက်လုံးတွေကကျွန်တော်ရဲ့လှုပ်ရှားမှုအသေးစိတ်ကအစားလိုက်ကြည့်နေကြတယ်ကျွန်တော်ပဲချီလန်းလိုက်သူတို့အကြည့်တွေကနောက်ကနေတစ်ကောက်ပါလာစမြဲပဲအဲ့ဒါကလူနာတစ်ယောက်ကဝန်ထမ်းတဲ့အပေါ်ဆက်စုတဲ့အကြည့်မျိုးလုံးဝမဟုတ်ဘူးပို့ပြီးတော့တိုက်ရိုက်ကြပြီးပို့ပြီးတော့ပြင်းထန်တဲ့အပြင်ဒီကိုယ်လုံးကြက်တိထစရာကောင်းတော့အောင်စိုက်ကြည့်နေတဲ့အကြည့်မျိုးကြီးဖြစ်နေပါတော့တယ်